ငါကောင်ရေအဆက်တွေတိတ်ခါတွေကအရာအားလုံးထက်တန်ဖိုးကြီးမားကြောင်းတမလွန်မှာတို့ပြောဆိုကြမယ်မူသားတွေနဲ့ယင်းအသက်ရှင်နေထိုင်ကြသူတွေအကြောင်းစန္ဒနဲ့အတ္တမှာပျော်ဝင်ကြသူတွေအကြောင်းအာနာရင်မှုသွေးပြက်ကြသူတွေအကြောင်းနှောင်းလူတို့ကပြောကြလိမ့်မယ်အေးလေတော်လှန်ရေးဆိုတာတိတ်ခါအရှိဆုံးအမွန်မြတ်ဆုံးလုပ်ရက်ကိုဟာစွန်းစံနဲ့ကြက်ချီရောတာတော့မဆန်းပေမဲ့ချီးဝင်ပါတဲ့ကြွက်တော့မဖြစ်စေနိုင်ငါကောင်ချန်ထရာ